ဘောလုံးသမိုင်းတွင်အကြီးမြတ်ဆုံးပွဲစဉ်၅ပွဲကိုဖော်ပြပေးလိုက်ပါတယ် နံပါတ်1ပွဲစဉ်သည်ထိုနှစ်ကအမေရိကန်စီးပွားရေးထက်ပိုမိုဝင်ငွေရရှိခဲ့သည်နံပါတ်5 Real Madrid နှင့် Atletico Madrid 2014ပွဲ UEFA Champions League ဘူလူပွဲခံမှန်းပရိသတ်ကြီးစုသူတန်း130မှတန်း120အထိ Real Madrid ၏အမကန်ပြန်လာမှု93မိနစ်တွင် Ramos ၏ကိုချွန်းအချင်းပိုတွင်4ဂိုးတကိုးဖြင့်အနိုင်ရရှိခဲ့သည်နံပါတ်4 Real Madrid နှင့် Arsenal 2015ပွဲ Champions League Quarter Final ပထမအကြော့ခံမှန်းပရိသတ်ကြီးစုသူတန်း150 Arsenal တီ Declan Rice ၏အမကန် free kick နှင့်ချက်ချင်း Real Madrid ကို3ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်ခန်းနားများ၏တမိုင်းဝင်စွမ်းဆောင်ရည်နံပါတ်3ဂျာမနီနှင့်အာဂျင်တီးနား2014ပွဲ FIFA ကမ္ဘာ့ဖလားဘောလုံးပွဲခံမှန်းပရိသတ်ကြီးစုသူတန်း1000ခန့်မာရီယိုဂေါစီ၏အချိန်ပိုအဆုံးအဖြတ်ကိုဖြင့်ဂျာမနီတီကမ္ဘာ့ဖလားချန်ပီယံဆုကိုစတုထအကြိမ်မြောက်ရရှိခဲ့သည်နံပါတ်2 FC ဘာစီလိုနာနှင့် PSG ချန်ပီယံလိ16တင်အဆင့်ဒုတိယအကြော့ခံမှန်းကမ္ဘာလုံးဆိုင်ရာပရိသတ်ကြီးစုသူတန်း1050စုစုပေါင်းရမှ6ဂိုး5ဂိုးဖြင့်ဘာစီလိုနာအနိုင်ရ PSG အသင်းဟာပထမအကြော့မှာ4ဂိုး9မရှိနဲ့အနိုင်ရခဲ့ပြီးဘောလုံးသမိုင်းမှာအကောင်းဆုံးပြန်လာမှုတွေထက်ကတစ်ခုဖြစ်ခဲ့ပါလေဒါဆိုရင်နံပါတ်1သမိုင်းတစ်လျှောက်အများဆုံးကြီးစုတဲ့ဘောလုံးပွဲစဉ်ကပါလေဒီပွဲဟာဘောလုံးသမိုင်းမှာမတန်းထားတဲ့ကမ္ဘာလုံးဆိုင်ရာတိုက်ရိုက်ကြီးစုသူအများဆုံးမတန်းဝင်ခဲ့ပါလေဒီရင်မချက်မှရေးခဲ့ပေးပါ